ဆွဲသွားပြီးရင်ခေါင်းမိတာကိုကြောင့်ကိုသာသိလုံးကစီရလို့စန္ဒာသူမြင်အောင်ထိန်ထားလဲသူတီးသွားပြီးဘယ်လုံးများသူလေသိကိုနေထိုင်နေမှကြလို့လားကိုခိုးပြီးတော့ကြည့်တာလားဒါသူမြင်တဲ့ဆိုရင်မပေါ်နာလေရှိလားကိုလို့စချင်လည်းမရတော့ဘူးရှုံးမရဘူးရှင်းနေလေကိုဝန်ခံမမဲ့ခွဲတကယ်ပဲကိုချစ်သွားတယ်မင်းလေးဆိုမနေပါဘူးခိုင်မာတဲ့ကြုံများပဲချီနှောင်ခဲ့ပြီးကိုကြောင့်ကိုသာတည်ရုံးထွက်ပြီးဖို့မြင်ရမရှိရာရာမှာရှုံး